Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ကိုချစ်သူကောင်းမလေးရဲ့ဖုန်းကိုခဏကင်ခွင့်ရရုံနဲ့သူရဲ့ Facebook passport ကိုဘယ်လိုကြည့်ရမလဲဆိုတာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့အဆုံးထိကြည့်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ဒါဆိုရင်စလိုက်ရအောင်နော်โอเคပထမဦးဆုံးအနေနဲ့ကိုဖုန်းရဲ့အင်တာနက်ကိုဖွင့်ပြီးမှကိုဖုန်းမှာရှိတဲ့ Chrome browser ထဲကိုဝင်ပြီးမှဒီဘက်အပေါ်ဆုံးညာတောက်ကအဆက်3ဆက်ကိုနှိပ်လိုက်ပေါ့နော်โอเคအဲ့လိုနှိပ်ပြီးတော့လို့ရှိရင်တော့အောက်ဆုံးကနေရီလို့ရှိရင်နံပါတ်3အစစ်မှာကျွန်တော်တို့ setting ဆိုတာတွေ့ရပါလိမ့်မှာပေါ့နော်အဲ့ setting ထဲကိုဝင်လိုက်ပေါ့နော်โอเคကျွန်တော်တို့အဲ့လိုဝင်ပြီးတော့လို့ရှိရင်တော့အောက်ဖက်ကိုကျွန်တော်တို့နည်းနည်းဆွဲလိုက်မှာပေါ့နော်ဆွဲပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပြထားတဲ့ Google Password Manager ဆိုတာရှိတယ်အဲ့ဒီကောင်လေးထဲကိုကျွန်တော်တို့ဝင်ရမှာဖြစ်တာပေါ့နော်โอเคဝင်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ခဏလေးဒါပြန်ကြည့်မှာပေါ့နော်။ဘာကြည့်မလဲဆိုရင်ကျွန်တော်တို့တွေက Facebook Passport ကိုကြည့်ရှင်တဲ့အတွက်ကျွန်တော်တို့ Facebook ကို like ရှာရမှာဖြစ်တာပေါ့နော်။ကျွန်တော်တို့နည်းနည်းအောက်ဆွဲချလိုက်လို့ရှိရင်တော့ဒီနေရာမှာတွေ့ရတဲ့ facebook.com ရှိတဲ့ဒီကောင်လေးထဲကိုဝင်ပြီးမှကျွန်တော်ကြည့်ရမှာဖြစ်တာပေါ့နော်ကျွန်တော်တို့တွေကဒီထဲဝင်လိုက်လို့ရှိရင်ကိုယ့်ရဲ့ချစ်သူကဘယ်နှကောက်ဖွင့်ထားသည်များအကောက်တွေရဲ့ passport ကိုကျွန်တော်ဝင်ကြည့်လို့ရတာပေါ့နော်နောက်တစ်ခုကပါလဲဆိုရင်ကျွန်တော်တို့တွေကဒီကောင်ထဲဝင်လို့ရှိရင်စခွင် passport log တောင်းလိုက်မှာပေါ့နော်ကျွန်တော်တို့တွေကသူ့ရဲ့စခွင် passport log ကိုတိထားမှရတာပေါ့နော်ကျွန်တော်တို့အရေးကြီးတာနှစ်ခုကပါလဲဆိုရင်သူ့ဖုန်းကိုနော်ခဏလေးကင်ခွင့်ရမယ်ပြီးလို့ရှိရင်သူ့ရဲ့ screen passport log ကိုလည်းကျွန်တော်တို့တိထားရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုကြည့်ရမလဲဆိုရင်အထဲဝင်လိုက်လို့ရှိရင်ဒီနေရာမှာမျက်စိပုံရှိတယ်မျက်စိပုံကကျွန်တော်တို့တစ်ခါတည်းတန်းကြည့်လို့ရတယ်ပြီးရင်မျက်စိပုံရဲ့ဘေးနားကဥစ္စာကကျွန်တော်တို့တွေက copy လုပ်တာပေါ့နော် copy လုပ်ပြီးမှကိုယ့်ရဲ့ WeChat ဖြစ်နော်ကိုယ့်ရဲ့ Viber ဖြစ်နော်တစ်ခါတည်းတန်းပို့လို့ရတာပေါ့နော်အကယ်လို့မပို့ချင်ဘေးနားကမျက်စိပုံလေးကိုနှိပ်လိုက်လို့ရှိရင်ကိုယ့်ရဲ့ Facebook passport ကနော်တစ်ခါတည်းတန်းပုံမှာဖြစ်တာပေါ့နော်ကျွန်တော်ကတော့ဒီမှာ personal ဖြစ်တဲ့အတွက်ကျွန်တော်မဖွင့်ပြတော့ဘူးပေါ့နော်โอเคဒီနေ့ကတော့ကျွန်တော်တို့ဘာ application မှမလိုဘူးဘာ software မှမလိုဘူးပေါ့နော်ကျွန်တော်လိုတာနှစ်ခုပါပဲသူ့ရဲ့ screen passport log ကိုတီးရမယ်ဒုတိယတစ်ချက်ကတော့သူ့ဖုန်းကိုခဏလေးကင်ခွင့်ရမှာပေါ့နော်โอเคဒီနီလန်းလေးကတော့ကိုချစ်သူက Facebook account ဘယ်နှကောက်ဖွင့်ထားသည်များအကောင့်တွေရဲ့ passport ကိုတန်းဝင်ကြည့်လို့ရမယ်နီလန်းလေးပဲဖြစ်တာပေါ့နော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအကယ်လို့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့အတွက်မမေ့ကြပါနဲ့လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye